ဒီနေ့မှာတော့ဗောနော်တခုပြောသွားချင်ပါတယ်ဗောနော်ဘာလေးလဲဆိုတော့အမဲရောင်သူသားတဲ့ပါဝင်လို့ရတယ်ဗောနော်နီလန်တခုတွေ့ပါပြီစီဒီလေးတခြားသူတွေစီကတွေ့ရဖြစ်ပါတယ်အမဲရောင်လူဆိုတာဘယ်လိုပြောချင်တာလဲဆိုတော့ရာကူဆိုင်တွေကိုပြောချင်တာပါအဲ့ဒါဘယ်လိုလုပ်ရလဲဆိုတာဒီနေ့စီဒီလေးနဲ့အတူလေးကြည့်ကြရပါဗောနော်ဘယ်အင်ဂျီပဲဝတ်စုံနဲ့ပဲဖြစ်ဖြစ်သွားလို့ရပါတယ်ဒါပေမဲ့စီတီလေးကတော့အမဲရလူသားရဲ့ပါမှာဆိုတော့ကြိုက်တဲ့ဝတ်စုံဝတ်ပြီးတော့အမဲရအင်ဂျီလေးဝတ်မှာပေါ့နော်စီတီလေးနဲ့အတူကြည့်ကြရအောင်ပေါ့နော်အင်ဂျီဝတ်တာကြတော့နောက်ဗီဒီယိုမှာပြောပြပေးမှာကြပြောပြပေးသွားမှာပေါ့နော်ဘယ်လိုဝတ်ရမလဲဆိုတာဒါပေမဲ့အခုစီတို့ရဲ့ပရိသတ်တွေကြာနေမှာဆိုလို့ခဏရက်လိုက်မှာပေါ့နော်စတီလေးကတော့ပြီးပြီပေါ့နော်ဒီဝတ်စုံလေးနဲ့အမဲရအဖွဲရာကူဆိုင်တုတ်ကိုသူ့ရဲ့အဖွဲကိုတွားချင်တာပေါ့နော်ကဲအရင်ဆုံးဒါလေးနှိပ်မယ် menu ထဲနှိပ်မယ် menu လေးနှိပ်ပြီးတော့ props ထဲဝင်မယ် props ထဲဝင်ပြီးွားရင် furniture ထဲကိုသွားမယ်ပြီးအဲ့မှာ Z button တွေ့တယ်မယ်ပေါ့နော်အဲ့ရအောင်နှိပ်လိုက်ပါမယ်နှိပ်လိုက်ရင်တွေ့ပါပြီအဲ့ပေါ်မှာခဏဖြုတ်ပြီးတော့ဒီ action နဲ့နှိပ်လိုက်ပါအချင်းထိုင်သွားပါပြီထိုင်သွားတာကိုပြန်ပြီးတော့ menu ထဲကိုထပ်ဝင်မယ် props ထဲကိုထပ်ဝင်မယ်ခုနက Z button နှိပ်မယ်ပြီးရင်ဒီအောင်ဆွဲထားမယ်ပေါ့နော်ဆွဲချပြီးသွားရင်ဒီလိုမျိုးအနေထားလောက်မှာဒီလိုမျိုး mirror လေးကိုတွေ့ရပါမယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါမယ်ပြီးရင်ချက်ကြီးကန်ကြပါလမ်းလျှောက်လိုက်ဒီလိုမျိုးပြုတ်သွားပါပြီတမျိုးကြီးဖြစ်နေပါမယ်ပေါ့နော်လမ်းလျှောက်တာဒါပေမဲ့အဲ့ဒီရှာကူဆိုင်ရဲ့အဖွဲကိုတွားကြည့်မယ်ပေါ့နော်မန်ယူထဲဝင်မယ်ပုံမြင်အောင်နော်ပြီးတောင်လေးကိုနည်းနည်းရွှဲချမယ်ရွှဲချပြီဆိုရင်ဒီလိုမျိုးပေါ်လိမ့်မယ်ရှာကူဆိုင် office အဲ့လိုမျိုးဟာတွေ့တယ်မယ်အဲ့ဆိုဝင်လိုက်ပါဝင်လိုက်ပြီဆိုရင်သူတို့အဖွဲထဲကိုခဏဝင်ကြည့်ပါဘာမှကြောက်စရာမလိုပါဘူးဘာမှလည်းမချပါနဲ့ဒီအတိုင်းပဲသွားပါရဲရဲတဲတဲနဲ့သူတို့ကလိုက်လာပါလိမ့်မယ်ပေါ့နော်ဒါပေမဲ့သူတို့ကိုစကားပြောလို့မရဘူးချရင်သူတို့ကဘာမှမလုပ်ဘူးပေါ့နော်ကျဲဆိုလို့လုပ်ရပါတယ်ဒါကတော့အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့သူတို့ ਨੇ ဘယ်လိုခွဲရမလဲမသိပါဘူးအားလုံးကိုတော့ကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကဲဒါဆိုအားလုံးပဲပတ်မှန်ပါပေါ့နော်like and subscribe လေးလုပ်ခဲ့ပေးပါဦးမသိတာရှိရင်လည်း comment ထဲမှာမေးခဲ့ပါပေါ့နော်